ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်မင်းညကဒီ open spec ကိုစပြီးတော့သုံးကြည့်ရပေါ့နော်စပြီး installation လုပ်ပြီးတော့အခုကျွန်တော် open spec ရဲ့ဒီ requirement အရာကျွန်တော်တို့ဒီ project description ကိုကျွန်တော်ရေးဖို့လိုရနော်ကိုယ့်ရဲ့ project ရဲ့ purpose ကိုယ့်ရဲ့ project ကဘာလို့မှလဲပြီးကြရင်ကျွန်တော်တို့သုံးမဲ့ technology step တွေကဘာတွေဖြစ်မလဲပေါ့နော်ပြီးကြရင် project conversion မှာ naming conversion တွေကျွန်တော်တို့ဒီ code style တွေကျွန်တော် code style ကကျွန်တော်အဓိကဒီ project က Python ဖြစ်တဲ့အတွက် code style ကို Python standard ဖြစ်တဲ့ PEP8 ကိုပဲကျွန်တော်အဓိက follow လုပ်ခိုင်းတယ်ပြီးကြရင်ကျွန်တော် UI component တွေကတော့ကျွန်တော် reusable component based design ပေါ့ကျွန်တော် Angular လို့real လိုဟာမျိုးတွေပုံစံမျိုး design ကိုပဲကျွန်တော်လုပ်ခိုင်းတယ်ပြီးကြတော့ MQ5 ကိုကျွန်တော် well document အဲ့တော့ကျွန်တော် MQ5 ကတိတ်ပြီးနားမလည်တဲ့ language တွေမှာပါဖြစ်တဲ့အတွက်အဲ့ကောင်ကိုတော့clean code နဲ့ well document တစ်ခုခုဖြစ်တဲ့ဆိုရင်ကျွန်တော် manually ပြင်လို့ရအောင်လို့ပေါ့နော်ပြီးကြတော့ architecture pattern မှာကအဓိကကျွန်တော်ဒီ project ရဲ့အဓိကအရေးကြီးတာက high performance ဖြစ်ဖို့လိုတယ် data event driven ဖြစ်ဖို့လိုတယ်ကျွန်တော်အဓိက reliable ဖြစ်ဖို့လိုတယ်ပေါ့နော် latency ကအဓိက minimize latency နဲ့ performance ကျွန်တော်တို့ကအဓိကဖြစ်မှာပေါ့နော်အဲ့တော့ဒါasync နဲ့ non blocking system ဒီဟာကတော့ကျွန်တော်ဒီ architecture pattern တွေကိုဘယ် pattern တွေကိုအဓိက focus လုပ်ပြီးသုံးရမလဲဆိုတာကိုကျွန်တော် highlight လုပ်ထားတာပေါ့နော်ပြီးကြတော့ testing strategy မှာအဓိကအရေးကြီးတာကကျွန်တော် network failure နဲ့ order outsourcing ပေါ့တော့ဒီဘက်မှာ master ဒီဘက်နှုတ်ကနေ play တဲ့ order ဟိုဘက်နှုတ်မှာမရောက်တာတို့ဒီဘက်နှုတ်မှာ play တဲ့ order ဟိုဘက်မှာပိတ်တာတို့ဒါမျိုး outsourcing ဖြစ်သွားတဲ့ကိစ္စတွေကိုအဓိက test လုပ်စေချင်တယ်ပြီးကြတော့ UI ကိုတော့ကျွန်တော် automatic testing strategy ကိုသုံးခိုင်းထားတယ်ပေါ့နော်သူဘယ်လိုလုပ်မလဲတော့ကျွန်တော်မသိသေးဘူး performance testing လည်းအဓိကအရေးကြီးတယ်အဲ့တော့ကျွန်တော် git flow မှာကျွန်တော်အဓိက branching strategy ကတော့တကယ်ထွေထူးမရှိဘူး branching strategy ကတော့ကျွန်တော် feature ဆို feature branch ပေါ့နော်ဒါ site UID ဒါ standard git flow ပုံစံမျိုးကျွန်တော်သွားထားတယ်အဲ့တော့ကျွန်တော်ဒီ domain content မှာဒီကျွန်တော်ရဲ့ဒီ project ရဲ့ domain content က trading ပါမယ် risk management ပါမယ်ဒါကတော့ project နဲ့ technology ဆက်ထားတဲ့သူ့ရဲ့ business logic တွေပေါ့နော်ဒါသူ focus လုပ်ရမယ့် area တွေကိုကျွန်တော်ပြောပြထားတယ်ပြီးကြရင်ကျွန်တော် constraint တွေထည့်ပေးထားတယ်ကျွန်တော်အဓိကအရေးကြီးတဲ့ constraint လေးတွေ key by key ထည့်ပေးထားတယ်ပြီးကြတော့ဒါ A star နဲ့ dependency တွေသူ reference လို့ရအောင်လို့ကျွန်တော်ထည့်ပေးထားတယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုရင်ကျွန်တော် open spec ကိုတော့ကျွန်တော် prepare လုပ်ပြီးသွားပြီအဲ့တော့အခုကျွန်တော် open spec မှာရှိတယ်အရင်ဆုံးကျွန်တော်တို့MCP server ပေါ့နော်ဒီ UI MCP server တစ်ခုကိုကျွန်တော်တို့ install လုပ်မယ်အဲ့တော့ဒီမှာကျွန်တော်သုံးတာက open code ကိုသုံးတာဖြစ်တဲ့အတွက်ဒီမှာ open code ကို install MCP server ကို open code မှာကျွန်တော်တို့ install လုပ်မယ်အော်npm package မရှိ pnp ကရှိဦး npm package မရှိဘူးဆိုတော့ npm package p npm package pnp package မရှိဘူး pm pnpm package ကိုကျွန်တော် install လိုက်အောင်မယ် okay အဲ့တော့ package install လုပ်ပြီးတော့ပြီဆိုတော့ကျွန်တော်ဒါကို install လုပ်မယ်open code သူ့ရဲ့ client ကတော့ open code ပေါ့နော်ဘာလို့ဒီကောင်က open code ရဲ့open code config ကို open code ရဲ့ config ပဲ open code ရဲ့ config တွေလာတယ် type က local ဘာလို့ဒီကောင်ရေး install လုပ်ကျွန်တော်ထင်တယ်ဒီကောင် open code ထဲမှာကျွန်တော်သွား setting လုပ်မှတ်တယ်ဘာလို့ open code ပေါ့နော်ဒါ open code ရဲ့ concept ဒါက open code က proposal ဒါ open code မှာလည်းသူ့မှာဒီ proposal နဲ့ archive ဆိုရှိတယ်ဒါပေမဲ့ဘယ်လိုလုပ်လဲကျွန်တော်အခုမှစမ်းကြည့်ရမှာပေါ့ okay ကျွန်တော် install လုပ်ပြီးသားပြီဆိုရင်သူ့ရဲ့ရဆိုရင်ဘာကြီးလုပ်လို့ရလဲ testing ဘယ်လိုလုပ်လို့ရ
ဒါကိုပိုင် MB multiple region ဒီမှာဆိုရင်ကျွန်တော် open code ဝင်တဲ့အခါမှာ MPB MCB server တစ်ခု online ဖြစ်နေတယ်ပေါ့နော် plan build တက်ခေါက်လိုက်တဲ့အခါမှာဒါ plan လုပ်မှာလား build လုပ်မှာလား plan လုပ်မှာလား build လုပ်မှာလားဆိုတဲ့ဟာကိုပါမယ်ပြီးကြရင်ဒါ agent mode ကိုပြောင်းတာပေါ့နော် control T က control D လို့ median variant height ဒါဘာမှမပါ top force command B slash โอเคဒီမှာသူလည်းအများကြီးလေဒါပေမဲ့ open code ကသူ recommend ပေးတဲ့ editor ကလေဒီကောင်ဗျဒီကောင်မဟုတ် open code ရဲ့ recommend ပေးတဲ့ editor တခြားဟာအဲ့ကောင်ကိုပြောင်းတုံကြည့်မယ်ဒီမှာဒီကောင်ဒီမှာ cross platform Windows နဲ့ Windows CMD နဲ့တော့သုံးလို့ရတယ်ဒါပေမဲ့ဂိုင်းစမ်းတုံကြည့်ရပါဘောနော်အဲ့တော့ဒါမျိုးလေးတွားလို့ရတယ်တိတ်တော့ trade တော့မဟုတ်ပါဘူးအဲ့တော့ကျွန်တော်ရဲ့ project directory ကိုကျွန်တော်ချက်သွားလိုက်မယ်ပေါ့Okay open code ဒီ terminal ကမလိုတော့ကျွန်တော်ပိတ်လိုက်မယ်အဲ့တော့သူတို့ပြောတဲ့အတိုင်းကျွန်တော်တစ်ခုစမ်းကြည့်မယ်ပေါ့နော်ဒီမှာcopy ကူးလို့မရဘူးလားမသိဘူး Okay ဒီတိုင်းဆိုရင်အခုသူဒီ UI registry ကနေပြီးတော့တွားပြီးတော့တွားချင်okay ဒီမှာဆိုရင် project တွေကိုထည့်ချင်တယ်ဆိုရင်ဒီ command ကိုသုံးပြီးတော့ component name တွေကိုကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်သူ available ဖြစ်တဲ့ command ဟွာတွေကဘာရှိလဲဆိုရင်UI component တွေမှာ48ခုရှိတယ် block တွေ example တွေကအခု300တောင်ကျော်တယ်ပေါ့နော်theme က6ခုရှိတယ်ဒါဆိုရင်ပြောချင်တာကျွန်တော်တို့ MCB server နဲ့အလုပ်လုပ်နေပြီပေါ့နော်ဒီမှာဆိုရင်ဒါ command ဒီကောင်က အာ MCB server command ကိုသူက execute သွားလုပ်ပြီးတော့သူကဒီဘက်မှာအဲ့လိုဒါဆိုတော်တော်အဆင်ပြေလို့ပြောလို့ရတယ် Okay အဲ့ဒါပြီးသွားပြီဆိုရင် browser MCB ကဘာလုပ်ရမလဲပေါ့နော်ဘာ setting automatic testing နဲ့ test automation ကိုသူကလုပ်လို့ရတယ် fast private login okay တော့ကြတော့ကိုယ့် browser ကိုယ့်ရဲ့ real browser ကိုသုံးပြီးတော့လောက်တာဖြစ်တဲ့အတွက်တခြား security breach ဖြစ်ပါတော့
နည်းနည်းစိတ်ဖွယ်တာပေါ့နော်အဲ့တော့ browser MCP မှာဒီကျွန်တော်တို့ extension ထည့်လိုက်မယ် browser MCP ရဲ့ extension ကိုကျွန်တော်ထည့်မယ် okay အဲ့ဆိုရင် browser MCP ရဲ့ extension ကရသွားပြီbrowser MCP okay ဒီမှာဆိုရင်ကျွန်တော်အခု install လုပ်ထားရပါတော့အဲ့ဒါကို cutting step ဘာလုပ်ရမလဲဆိုတော့ browser MCP က install လုပ်ပြီးသွားပြီပြီးကြရင် server extension okay ဒီမှာဆိုရင် MCP server ထဲမှာဒီကောင်ကိုကျွန်တော်ကထည့်ပေးအောင်မယ် server config အမှ cursor ရှိမယ် lobby desktop ရှိမယ်ဒီကောင်ကိုကျွန်တော်ခွင့်ထည့်ပေးလိုက်မယ်ကျွန်တော်ရဲ့ဒီဟိုမှာပေါ့ project ရဲ့ MCP config ထဲမှာကျွန်တော်ထည့်ကြည့်လိုက်မယ် let me see မှာဆိုရင်ကျွန်တော်တို့ရဲ့ open code ရဲ့ config ရှိတယ်ဗျာ open code ရဲ့ config ရှိတယ် open code ရဲ့ config ကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်ဟောလည်းပဲဖွင့်လိုက်ပါ open code ရဲ့ config မှာကျွန်တော်ဒီမှာဆို MCP server တစ်လုံးပါသွားပြီဒီကနေ့နောက်ထပ်ဟုတ် no တီးဝင်မလို့ဒီမှာနည်းနည်း configuration set တွေကတော့မတူဘူးပေါ့နော်local command လည်းသူတို့ဒါ open code ရဲ့ configuration set တွေဒီလိုဖြစ် command ပါတော့ okay ဒါချက်ကြည့်ပြီးတော့ကြည့်ရတော့ဒါက name of the NC server ဒီမှာ enable disable လုပ်လို့ရတယ် name of the another NC server okay enable disable ကိုကျွန်တော်လုပ်ထားလိုက်ပါဘာလို့ MCP server ကလူတိုင်း project တိုင်းကမလိုဘူးပေါ့နော်အကုန်လုံးတော့ကျွန်တော် enable ဒီမှာ enable ပါပြီလားအကုန်လုံးတော့ကျွန်တော် enable လုပ်ထားလိုက်မယ်ပေါ့နော်okay good ဒါပေမဲ့ဒီ command ကတော့ကျွန်တော်ထင်တယ်မှားတော့ပြဒီ command ကတော့မှားနေတော့မယ်ဒီ command ကိုချက်ကြည့်ကြည့်အောင်သူတို့ argument ဘယ်လိုယူလဲဆိုတာမှာ Jira ဆိုရင် remote okay ဒီ mph နဲ့ -1 နဲ့ basic command တွေကိုသူလုပ်တယ်ပေါ့နော် okay argument နေနေနဲ့အဲ့တော့ကျွန်တော်ဒီမှာထည့်လို့ရတာပေါ့သူရခဏ
open spec အရဆိုရင်ဒီကောင်လိုမျိုးရေးလို့ရတယ်နော်ဒါ command တစ်ခုအနေနဲ့သွားတာโอเคကျွန်တော် configuration မှန်မယ်လို့တော့ထင်တာပဲအဲ့တော့ကျွန်တော်မှန်တစ်ချက်စမ်းကြည့်ရမှာတော့ extension ကို set လုပ်မယ်ဆိုဒီကောင်ကိုပင် connect လုပ် okay just connect ပြီးသားကြီးဆိုရင် automation ကိုဘယ်လိုစမလဲဆိုတော့ Google browse okay ပြဿနာ copy paste လုပ်မရဘူးရတယ်ကျွန်တော်ဘာဒီလိုတဲ့မသိဘူး okay I will set the browser MCP อ่ะ oh my god သူ browser MCP ကိုရှာမယ်လို့တော့ပြောတယ်ဟိုဒါအလုပ်လုပ်သွားတာလားမလုပ်တာလားကျွန်တော် MCP server ဘယ်နှခုရှိလဲဒီမှာတစ်ချက်ကြည့်ကြအောင်ကျွန်တော် MCP အဲအော်ဒီကောင်နဲ့မဆိုင် yes ဥဒီမှာဆိုရင်နှစ်ခုရှိတယ်okay MCP server တော့ရှိသွားပြီဒါအလုပ်လုပ်သွားတာပေါ့နော်ကျွန်တော်သိချင်တယ်အလုပ်လုပ်သွားလား
အဲ့ဒါပဲ MCP ဟိုဟာပဲ connect ထားတာတွေ့လား UI ကဟာပဲ connect ထားတာဟိုဟာ browser connect မထားဘူးပြဿနာပဲဘယ်လိုလုပ်ရမလဲ ထွေးတော့တိတ်မရှိဘူးပြကျွန်တော်ဘာများမှားနေလဲမသိကျွန်တော်ထင်တာတော့ဒီ setting လွဲနေတာဖြစ်ပုံများတယ်အေးတော့ဘာဖြစ်မလဲကျွန်တော်ဒီခေါက်တာရေးကြည့်မယ်ဆိုရင်ဟမ်အဲ့တော့ပြန်စမ်းကြည့်ပြန်ဖွင့်ကြည့်ရ yes အာ fail ဖြစ်နေပါတယ် fail ဖြစ်နေပါတယ် browser MCP က fail ဖြစ်နေပါတယ်ဘာလို့ fail ဖြစ်နေရလဲချေ disable ဖြစ်နေတာဗျ fail ဖြစ်နေဟုတ် enable က enable လုပ်ထားတော့လေအာ local ထည့်စရာမလိုဘူးထင်တယ်မပြောတတ်ဘူးဗျအဲ့ဒါကဘယ်လိုလုပ်ရမှာလဲ
နှစ်ခုလုံး enable ဖြစ်သွားပြီ connected ဖြစ်သွားပြီ okay good so far good နည်းနည်းသူတို့ command တွေကနည်းနည်းတော့ sensitive ဖြစ်တယ်ဗျokay ကျွန်တော်စမ်းကြည့်ကြတာပေါ့နော်ဘာလုပ်ခဲ့မလဲဆိုတော့ဒီကောင်းကိုကျွန်တော်စမ်းကြည့်အဲ့ဒါနာက copy လုပ်လို့မရဘူးဘာလို့လဲမသိဘူးအဲ့ဒါချက်ကြည့်ရပါokay ဒီမှာဆိုရင် browser mcv browser navigate ဆိုတဲ့ဟာကိုသူလုပ်နေတာပေါ့နော်အဲ့ဒါကတကယ်okay ဘယ်မှာလုပ်နေတာဘယ်မှာလုပ်နေတာမမြင်အောင်ဒီမှာလာဆိုရင် browser mcp browser navigate ဒါဆိုရင်သူ mcv server နေပြီးတော့သူဒါအလုပ်လုပ်နေတာပေါ့အဲ့တော့ကျွန်တော်တို့သူဘယ်မှာလုပ်နေလဲတော့ကျွန်တော်လည်းမသိဘူးဗျကျွန်တော် browser တွေကဖွင့်ထားတာအရင်များနေပါလေokay ဒီကောင်တွေ့လာတွေ့တယ်ဒါပေမဲ့ကျွန်တော်တကယ်တော့ technically the browser close okay ကျွန်တော်ရှိမြ browser ကိုပိတ်ကြည့်လိုက်မယ်ဗျာအကုန်ပိတ် okay ဒီ browser တစ်ခုဖွင့်ပြီးရင်ဒီကောင်က connect လုပ်ဒီကောင် connect လုပ်ထားတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ mcv server state ကိုကြည့်မယ်enable connected okay ပြန်ရကြည့်မယ်သူဘယ် browser မှာသွား display ကျွန်တော်ဘာမှမတွေ့အိုးဥပမာဆိုရင် facebook.com သူရောက်သွားတာပဲ okay not bad အဲ့ဆိုရင်ကျွန်တော်တို့ဒီ browser mcv ဆိုတာလုံးလုံးနေပြီကျွန်တော်တို့ရဲ့ဟာတော်တော်အလုပ်ဖြ
shit တွေပေါ့နော်အဲ့ဆိုရင် okay so far so good ပေါ့အဲ့မနေ့ကကျွန်တော် paint နည်းမှာတော့ရှိသေးလားတော့မသိဘူးဗျမရှိတော့ဘူးအဲ့တော့ကျွန်တော်တို့က open spec ကိုပဲပြန်သွားကြတာပေါ့နော် open spec ကိုပဲပြန်သွားပြီးတော့ open spec မှာကျွန်တော်မနေ့က prepare လုပ်ပြီးသားရလားဆိုတော့လုပ်ပြီးသွားပြီကျွန်တော်တို့ feature တွေဘာတွေညာတွေလည်းထည့်ပြီးသွားပြီ project ထဲကိုဝင် install လုပ် project ကဒီကောင်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့မှာရှိ D4D directory ကကျွန်တော်တို့မှာရှိသွားပြီ open spec directory ရှိသွားပြီ open spec directory ရှိသွားပြီဆိုတော့ကျွန်တော်okay ဒီကောင်က update လုပ်ခိုင်းတာပေါ့ project empty ကို update လုပ်ပြီးပြီဒီမှာဆိုရင် fetch changes လုပ်လို့ရတယ် here proposal create a fetch change proposal okay နောက်ဒီမှာ open spec ကချက်ကြည့်open spec ကဒီထဲမှာမရှိဘူးဒီဘက်ကိုသွားပြီးတော့ open spec list နဲ့slow mo ရအများကြီးပါ list မှာမရှိဘူးเนาะဒီမှာဆိုရင် profile filter ကို validate လုပ်ခိုင်းတယ် validate လုပ်တယ် review လုပ်တယ် proposal test တွေကိုပြန်ကြည့်ရဒီက useful command ပေါ့ okay ကျွန်တော်အခုဒီတိုင်းဆိုရင်ကျွန်တော်ရဲ့ command ကိုကျွန်တော်ရဲ့terminal ကိုကျွန်တော်စမ်းတော့မယ်ပေါ့နော်ကျွန်တော်ရဲ့ကိုကျွန်တော် spec feature တစ်ခုထည့်မယ်အဲ့ကောင်ကဘာလဲဆိုတော့ docker file ဒီမှာရှိတဲ့ docker file ကိုကျွန်တော်က base image file ပေါ့နော် base image file ကိုကျွန်တော်ထားခြင်း okay refactoring လုပ်ခိုင်းမယ်ကုတ်ကို refactoring လုပ်ခိုင်းမယ် folder တွေပြန်စီခိုင်းမယ်အဲ့ဒါကိုသူ့ကိုလုပ်ခိုင်းမယ်okay အဲ့ဒါကိုကျွန်တော်ကဘာရေးခိုင်းမလဲဆိုတော့ဒီမှာကျွန်တော် AI နေခိုင်းရမှာokay ဒီမှာဆိုရင်ကျွန်တော်တို့ဒီ open spec proposal တစ်ခုလုပ်ခိုင်းရပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူက open spec proposal ကို code filtering အတွက်နဲ့ပြီးကြတော့ document structure clean နဲ့ CI/CD pipeline implementation
build မလုပ်ဘဲနဲ့ plan ကိုကျွန်တော်ရွေးတင်တယ်တကယ်တော့ကျွန်တော် build မလုပ်ဘဲနဲ့ plan ရွေးတင်တယ်ခုဒီမှာဆိုရင်သူလုပ်နေတာက current project structure ကိုလုပ်နေတယ် analyze လုပ်ပြီးသွားပြီပြီးကြတော့ open spec proposal ကို CIC refactoring နဲ့ proposal ကိုလုပ်နေတယ်တကယ်တော့ကျွန်တော်ဒီမှာ build မဟုတ်ဘဲနဲ့ဗျာ build ကကျွန်တော်တကယ် code တွေကို create လုပ်နေဒီမှာ planning phase ဖြစ်တဲ့အတွက်ဒီမှာကျွန်တော် variant ကို test နဲ့သုံးတင်တယ်ဒါပေမဲ့ let's see ပေါ့သူဘာလုပ်မလဲတစ်ချက်ကြည့်ရအောင်ငါက rate limit ရှိတယ် okay ဒီမှာဆိုရင် open spec proposal ကိုသူ create လုပ်လိုက်ပါပြီတဲ့ open spec proposal ကို create လုပ်လိုက်ပြီအဲ့မှာဘာပါလဲဆိုတော့ changes ကျွန်တော်ထင်ထားတာက spec ရယ် changes ရယ် proposal ကဘေးမှာလား okay တားရ open spec ကိုတစ်ချက်သွားကြည့်အောင်ဟို folder 3 ခုပဲရှိတာဗျနိုင်ပြန် folder 3 ခုပဲရှိတယ်နည်းနည်းလွှဲနေတယ် spec ထဲကိုသွားမှာမဟုတ်ဘူးလားဒီဟုတ်ပြီဒီ proposal chain နဲ့ဝင်ရမှာပါဘာလို့တော်တော် file ကြီးထွက်နေတာopen spec command နဲ့သုံးရမှာ
အော် okay space ပါလို့မရဘူး space နဲ့လည်းမဆိုင်ပါဘူး အေးကျွန်တော်တို့ထင်ထားဆိုအလုံးမလုံးဖြစ်နေတယ် proposal ရေးလို့မရဘူးဖြစ်နေတယ်အဲ့ဒါတော့ဘာဖြစ်မှန်းမသိဘူးရှာကြည့်အောင်ကျွန်တော်တို့ကျွန်တော်ဒီကောင်မဟုတ်ဘူးဖြတ်လိုက်ဒီကောင်မှာ changes တွေနဲ့ as spell ထည့်နေလို့သွားမှာအမှန် somehow အဲ့လိုတော့မသွားနိုင်ဘူးဖြစ်နေmaybe WSN နဲ့ Linux version open ပြ Linux version ဟုတ်ပါ Linux
အော် open spec ကို window ဟာရှိတယ်ကျွန်တော်ဒီနေ့တွေ့လိုက်တဲ့ဟာက window ဟာရှိတယ် အော်ဒီမှာကျွန်တော်မှားတုံးနေတယ်โอเคsulfur slow groupโอเคကျွန်တော်တို့အခုဒီကောင်းကိုပေးပြီးတော့ build လုပ်ထားလိုက်ပေါ့နော်ကျွန်တော် build လုပ်ထားပြီးကျွန်တော်တို့အားလုံးကြချင်းလေးဖွင့်ပြီးတော့စောင့်ကြ
တာထားပေးစကားစကနေကြားကြားလာမေးတယောက်ချဲလာမေးတော့ငါတယောက်ချဲပါလာတော့ငါတော့ဟိုမခု10ယောက်ထက်မကရောက်နေကြတောင်းနေတဲ့မောက်ပါစေကွာလူစစကားဖြစ်ကုန်ကြပြီးမြောက်ပြီလားအဲ့တော့အဲ့လိုလွတ်နေရတယ်လဲပေါ်ပြီးဟောဒီမရော့ချီအော်စီကလာတဲ့အော်ကီဒီကိစ္စမျိုးကိုကိုကြီးကြောင့်တီးဝဲတဲ့ချဆွဲစဟာပြောပြောကြီးဒီလိုနဲ့တော့မလေးပဲလေတချို့လဲအောက်စင်ကားတဲ့ဝအေးစာကအိုက်တင်ခံပါညာတာကရှောက်ကျွဲနောက်ဆုံးတော့ရတာကဘာလာလာထောင်းနေစွညနေနဲ့လက်ချီငါတို့မုတ်တယ်လက်ကွဲလက်ချီအော်ဒီတွေလက်ပြဲလက်ချီဟောတော့မလေးပဲလေလက်ချီစွညနေနဲ့လက်ချီငါတို့မုတ်တယ်လက်ကွဲလက်ချီအော်ဒီတွေလက်ပြဲလက်ချီဟောတော့မလေးပဲလေလက်ချီကွန်ထားတဲ့တမျိုးပြီးတဲ့အလုံးဒီမှာခဏပိတ်လွန်မြောက်နေခဲ့24/7ငါတို့ညမေးဘော်ဒါဒီဖုန်းဆက်ခေါ်ချင်းကပ်ဖို့ဖူးထားလိုက်ဘယ်နဲ့မကဲကလူတွေကနေဒါကငါစိတ်လက်တွေမြောက်ကောင်းနေနှုတ်အလုံးဒီခဏညိတ်ပုတ်လိုက်ကြီးပါတယ်မင်းလာတော့မပြင်းနဲ့ထားချိန်အနာကမဟိတ်ဒီလေးဆက်စီဖြစ်လို့ထားရှိ hip hop radio အော်ကပြောကကဟေးမျက်လုံးနဲ့တီးနေခဲ့ညအောင်ဆုံးမိတဲ့ငါတို့ဒီရှေးလန်းလို့တရားမပေါ်ကီးတဲ့ချိုးတွေကတီးနေဆွဲရုပ်တွေကကီးနေစဲဟိုဝိုင်းမှာကိုင်းနေတဲ့အရန်တွေပဲရှော့ချီနေတဲ့ကိုထားနဲ့ကိုနေလိုက်ရတော့မပြင်းနဲ့ချစ်တာရေးငါတို့တွေကပုံမကြိုက်တော့ကီးတွေပဲစစ်ပွားနေ3 million လေးပဲလေးထပ်ပေါင်းစုံမျိုးလက်ကြတွေ MH club ကိုဝင်ရင်အားလုံးကောင်းနေညထားမလို့ညနေနဲ့လက်ချီငါတို့မုတ်တယ်လက်ကွဲလက်ချီအော်ဒီတွေလက်ပြဲလက်ချီဟောတော့မလေးပဲလေလက်ချီတို့ညနေနဲ့လက်ချီငါတို့မုတ်တယ်လက်ကွဲလက်ချီအော်ဒီတွေလက်ပြဲလက်ချီဟောတော့မလေးပဲလေလက်ချီရောက်ပြီးတာကနောက်ဆုံးစင်ကောင်းပြီအားလုံးခုံပြီးရင်ဒီကိုရောက်တော့အတင်ဘေးပဝန်းကျင်ပျောက်ဆုံးရင်ကပဲကမနေနဲ့လာခဲ့ဒီမှာတယောက်လုံးကင်းလီအောင်လူကြောင့်မျက်နှာမပြီးခင်ဖော်မလေးဒီနဲ့ရှုပ်တာတွေလည်းအခုရပ်ပါတီးတင်ကိုလုတ်တာတွေကိုပဲပြန်တွေးပြီးတော့ရည်ချင်းအားလုံးပြောဖို့အတွက်ဆောင်ပြီးတော့စီစဉ်ဘယ်ကိုတော့မလို့လည်းနေပါခဏထိုင်အောင်အခုရောက်နေတာကမင်းကွင်မင်းမဲ့ပိုင်ဆုံးအပေါ်မှာငါတို့အကုန်လူတိုင်းကိုတော့ထိုင်မပြုံး Fire crack brought you on cyclone black ပြန်လာစကားပြောနေရတာကြားတယ်တနေ့ကတော့မင်းရောငါရောအိုက်ရတယ်ရန်ကုန်မြို့တော်ညဘက်ဆိုင်နေလိုက်ရှာမယ်ဘာပဲဖြစ်ဖြစ်ပေါ်အားလုံးကြိုက်တာလေညနေနဲ့လက်ချီငါတို့မုတ်တယ်လက်ကွဲလက်ချီအော်ဒီတွေလက်ပြဲလက်ချီဟောတော့မလေးပဲလေလက်ချီတို့ညနေနဲ့လက်ချီငါတို့မုတ်တယ်လက်ကွဲလက်ချီအော်ဒီတွေလက်ပြဲလက်ချီဟောတော့မလေးပဲလေလက်ချီနဲ့ဆုံးနေတာ ever ပြရပါပဲမင်းပြောတောင်းမချိုးပုံစံတဲ့စိတ်ကိုစီချက်တဲ့မင်းတို့ဖီတက်လဲမင်းသဘောမလာရင်ထားခဲ့လွတ်နေမဲ့ fighting စကားနဲ့အာယုန်နဲ့မဆိုင်ရမနဲ့ရိုက်မယ်ငါရင်ပါပဲလင်ကထားအတောင်မများဝင်ကကြွပါတီပင်းနေချင်းစီချက်တော့မြင်ကမှာတော့ကြဝမ်းကရနေကိုမင်းခိုးခွင့်လို့တဲ့အချောင်းရင်းကမင်းကသမင်းသို့အဖြစ်တက်ကရှိနေတော့အချက်ကတင်းနေပြောမိမလို့အချောက်တွေပဲပေါင်းဝဲဖက်တွေနဲ့စူးထွားအောင်ချောင်းနေခဲ့မြန်မာ hip hop ဆိုစီရေးချင်းကတော့ဖျက်လိုက်ပြန်ပြီဒီတွေရလာရင်လည်းဆွဲလိုက်ပြန်ပြီစတူဒီယိုမှာခါရင်နဲ့ရုံမိုင်လေးကလည်းခဲလိုက်ပြန်ပြီဇယိုင်းနဲ့ဝင်နေတော့လွှဲလိုက်ပြန်ပြီကာယံဖုံးထဲလိုက်ပြန်ပြီအားလုံးရှေ့ကိုတော့ကရပါတွေကဝင်လာတော့အခြေအနေဆိုးကတွားမင်းကြည့်မရတယ်ငါလူမဆိုင်ငါတို့ပုံစံကြိုက်တဲ့ဆိုလဲအခုလိုက်ပြီးတူလိုက်ရက်ွက်ထဲကလူတွေနဲ့အတန်းလေးစီနေလေမနှက်ဖက်စားမယ်မနှက်စားတွက်တွေးပူနေတယ်မိတ်ကလေးတွေနဲ့ငဲတဲ့တော့မဟုတ်နိုင်မချစ်နိုင်ဘဝကအစင်ဖို့တော့ရှုံးလိုက်နစ်လိုက်သူဆွေးမှုတွေကပြေးမှာတုံးလိုက်တွတ်လိုက်အမေချေက
ကြိုက်တဲ့ hip hop မင်းမကြိုက်လည်းမြင်ရိုက်တွင်လိုက်မချင်းတစ်ပိုက်16ပါးစာကြိုက်လို့ဝေးပဲချက်ကြောင်များခွာအဆောင်တဲ့ကိစ္စဖြတ်တောက်ထားပါအချင်းကတင်းခရင်စံမှုတွေတော့လက်မြောက်သွားတာအခွင့်ထုတ်တော့ငါတို့ပြီးနောက်နှစ်တရားကလုံးထားတဲ့ချင်းပုံတစ်ထောင်နေရာတိုင်းပုံထောင်ထားတဲ့တိုင်းဒီကြီးမဟုတ်တော့အောင်မှုဆိုတာကလည်းချုံနောက်တော့ချုံတော့ချင်တော့ကြောင်တော့လို့ပဲကိုထုတ်အဟုတ်လို့တဲ့တပည့်ချရွေးအဲ့တော့ပေါ်ပြီးရှုပ်တယ်ပေါ်နေကူလိုက်အမေရှိကအောင်နဲ့ရှင်ရမစ်စုလိုက်တော့ပါရင်ချိုးချက်ပတ်ထားတဲ့နေရုံကိုရင်တော့ကူချိန်ကုန်ဝဲကုန်မင်းရပတ်တဲ့ထားရင်ခွင့်တဲ့အိုစမမှုရှိတဲ့ကိုရှင်ရင်တော့နေရငါရဲ့ချစ်မို့ microphone ဘေးဂျိုင်းဆိုအုံးကလေးမင်းငါကိုခုမနိုင်လို့ရှုံးပေးမင်းငါကို formula တာဆိုမင်းကိုငါတို့မုံချွေပုံစံကတော့ hey နေထိုင်တဲ့လမ်းဘေးထားရှင်ပြိုင်များတွေ hey နမီဘူးရန်ဝဲကွာမင်းငါရှစ်တန်တိတ်တွေငါဘွဲက MH hip hop ကိုသာပြူနေခဲ့ပြစ်ဆုံးမလို့လာမှုတွေလဲစိတ်မပို့ထားမှုနေခဲ့ငါတို့ကဘာကိုမှခီးမဆိုင်ကျင်းလဲချက်စားနေခဲ့အမောင်ကဘာဒူးစရိုက်အဖွဲတွေဖွဲတချင်းတွေစုပ်ကတချင်းတွေလုံးကျင်းတဲ့တော့မခေါ်မပြောနိုင်တယောက်နဲ့တယောက်တင်းတွေတုတ်ဒါတွေကဖြစ်နေကြပါ hip hop လောကသတင်းတွေဟုတ်တယောက်တည်းကွာပေါက်ခွဲကနောက်ဆုံးမှချင်းတွေထုတ် forest soda man hip hop ကိုဖက်စီဒါဆိုရင်ကျွေးလိုက်မယ် MH ရဲ့လက်သီး microphone က hey ငါတို့အတွက်လက်နဲ့ငါပသက်ကာရဲ့နေသုံးကမင်းတို့ခုတတ်ဖြက် DMH ရဲ့ကာယကြီးစံထိတ်တွေအောက်မှာမရှိတဲ့ထိတ်တွေလောင်နေတဲ့ခွေတဲ့သိရှိလို့နားတဲ့ Islam စိတ်ဝင်တောက်ခေါက်ရပြီးအချိန်နေတဲ့သူတွေရှိလိမ့်မယ်ကျင်းတဲ့ရချီတဲ့ဒိတ်လေရှောက်ရပြီးရှောက်ကကောက်ချပြီးတော့မှတဲ့မိစ္ဆာကောင်းတွေမောင်းထုတ်ဖို့အနီးကပိတ်ရှင်းလက်စီမပြည့်ရဟာကျိုးအောင်ကိုဖိဆရာရွှေချီရစိတ်တွေဝင်ပြီးပြန်ဖြစ်ရစိတ်ရှိဟာအဒီမမိတ်တွေပြက်အောင်ထိန်အများစုကအမိကမိတ်ဆွေစီကကလိတ်လေးလောက်တော့မရတဲ့ hip hop အတွက်တော့ပြည်တဲ့တိတ်ခွေချက်မြည်တဲ့စီချက်ဆက်မပြတ်ပြောတဲ့စကလုံးတွေဘာနဲ့စားဘာကိုညီးပြန်ချိတ်စေရက်ကွက်ထဲကဆိုင်နဲ့ကက်ဆက်ထဲက rhyme with that နဲ့ငါကောင်းကညီးပြန်ညိမ့်နေ professional media ချိတ်တဲ့စူးစမ်း original DMX crazy ချက်ထိတ်တွေ night trillo DMX ကိုကြောင်ခဲ့တဲ့ငါကိုဘိုးတော်ကကောလမ်းပေါ်အေးလမ်းပေါ်စားလမ်းပေါ်ကလမ်းတွေရဲ့အာယုံမီပြန်အိမ်မနေနဲ့ရော့ plastic ကောက်စားပြီးနေအိတ်တွေအာယုံဆိုင်လေမင်းမထိုင်လေငါတို့မိုက်ခဲအာယုံဆိုင်လေမင်းမထိုင်လေငါတို့မိုက်ခဲ ဆိုတာထိုးထိုးလေးမသေးခင်မင်းနဲ့တူနေခြင်းလေးတဲ့အနာဂတ်တွေကမသေးကြလို့မသေးခင်မင်းနဲ့တူနေခြင်းလေးဆိုးသွမ်းခဲ့တဲ့အချိန်တွေမေ့မသေးခင်မင်းနဲ့တူနေခြင်းလေးမင်းနားမှာပဲလိမ်ပါဆုံးမသေးခင်မင်းနဲ့တူနေခြင်းလေးစောက်တွဲပြည့်တဲ့နုပညာတဲ့ဘဝမှာစောက်တွဲမဟုတ်တဲ့လေးတစ်ခုရင်မှာတွေ့သွားအဲ့ဒါမင်းမဲလောင်တဲ့ဘောကဆင်းရဲခေါင်းခိုက်တဲ့ကြားကဝင်းနဲ့မှောင်မိုက်တဲ့ညမှာတင်းမဲမင်းချွေဖို့အတွက်ချင်းတွေလှုပ်တာမဟုတ်ချင်းတွေကြောင့်ချင်းတွေရှုပ်လေမင်းရှင်းကမဟုတ်တာမလို့ရောင်မထုံမင်းနဲ့ပတ်သက်တဲ့ကြောင်းတဘိုးကြီးလို့ပြိတ်တက်ကအာမပေးလဲငါတို့ကောင်းရှုပ်ကာယနေကောင်းဖို့အောင်စဉ်းစားပြီးကြောင်းလုံးဆိုခင်းထားတဲ့ rap တွေနဲ့ hater တွေမောင်းထုတ်နှာခေါင်းရှုံမှာ big wire ရဲ့အကြောင်းလို့ဖောင်းပုတ်ချလဲငါပေးမှာမင်းရှိနေမယ်ဆိုရင်ဘာမှကြောင်းမဟုတ်စည်ရင်းနေမရှိပါဘဝမှာအမှားယွင်းနေကြီးတာတနေ့မှအဲ့ဒီအမှားယွင်းနေမိကနေချပြီးငါမင်းရှိပြီးလာမယ်ခင်းနေခရီးစကအတင်းနေကြီးမများနဲ့တော့စိတ်မရှင်းနေပြီးသားလူဘဝဆိုတာထိုးထိုးလေးမသေးခင်မင်းနဲ့တူနေခြင်းလေးအနာဂတ်တွေကမသေးကြလို့မသေးခင်မင်းနဲ့တူနေခြင်းလေးဆိုးသွမ်းခဲ့တဲ့အချိန်တွေမေ့မသေးခင်မင်းနဲ့တူနေခြင်းလေးမင်းနားမှာပဲလိမ်ပါဆုံးမသေးခင်မင်းနဲ့တူနေခြင်းလေးမသေးခင်မင်းနဲ့တူနေခြင်းသေးတယ်ဝေဟင်မြင့်ရဲ့ပေါ်လေရင်လေးနဲ့နိုင်ငံစုံရှောက်သွားမယ်နေဝင်သေးခဲ့အစင်မပြေခင်တွေ့မဲ့ဒုက္ခတွေအရှိတွေမေ့ခဲ့အဖြစ်ရင်ပြေးလှဲ့ပါကြွေစင်လေးရဲ့နှစ်ယောက်ထဲဘဝပဲရောက်ချင်တာရောက်ခဲ့စီပေါ်မကြောက်ဖဲငါနဲ့အတူရှောက်ခဲ့ကြမယ်မျက်စိနဲ့လမ်းတွေပျောက်လဲရှာမယ်တောက်တက်ကိုတောက်တွဲကမြဲငါတို့မြောက်ဖွဲခွက်ခဲ့မုံဝဲစားမယ်ပျော်ပွဲရှင်ပွဲမှာရုပ်ဝဲကြမယ်ဟုတ်တယ်မလားကဲတလောကလုံးရှုပ်ရထားခဲ့မုံနဲ့စကားနဲ့ကြီးစဲရုပ်မပြလဲပုတ်ဖဲချခဲ့ရင်တော့ပုတ်တထားခဲ့မငင်းနဲ့တီးတယ်အကျွင်းလည်းမရှိတကယ်မင်းနဲ့တီးခင်တဲကနှလုံးသားချင်းနဲ့ညီးတွေ့အပြင်ကခံစားချက်တွေ
ချင်းနဲ့ထိတယ်ပြောပြတော့မျောကမဆုံးတလောကလုံးအမင်းမရှိတယ်လူဘဝဆိုတာတို့လေးမသေးခင်မင်းနဲ့တူနေခြင်းသေးတယ်မင်းနဲ့တူနေခြင်းသေးတယ်အနာဂတ်တွေကမသေးကြလို့မသေးခင်မင်းနဲ့တူနေခြင်းသေးတယ်မင်းနဲ့တူနေခြင်းသေးတယ်ဆိုးသွမ်းခဲ့တဲ့ချိန်နေမေးမသေးခင်မင်းနဲ့တူနေခြင်းသေးတယ်မင်းနဲ့တူနေခြင်းသေးတယ်မင်းနာမှာပဲလိမ်မာဆုံးမသေးခင်မင်းနဲ့တူနေခြင်းသေးတယ်မင်းနဲ့တူနေခြင်းသေးတယ်တစ်နေ့ထက်တစ်နေ့အချင်းနဲ့မခွဲနိုင်မြင်တွေ့တန်ရောက်စဉ်မြဲခိုင်ခြင်း၍တယောက်ပေါ်တယောက်အမြင်မလွဲနိုင်အောင်အမြဲတိုင်ပင်ကြီးအသေးဆိုင်တစ်ခုလုံးကိုဆွဲကင်ကလှုပ်နိုင်တဲ့ဘဝရဲ့ပဲ့ကင်ရှင်လေးမစိတ်ကြချဲလဲနိုင်တဲ့ဘဝမှာကျွဲတဲ့အနိုင်ပွဲတွေဆက်နေတဲ့ငါ့ကိုမှ level ထိုင်ဖြစ်တဲ့ဆိုင်တဲ့ခမင်းနဲ့ဘယ်တယ်မနိုင်မဲ့အရှုံးတွေရဲ့ကြားမှာလူလဲကိုယ်တိုင်တော့ကဲတယ်နိုင်ခဲ့အချစ်တွေမုန်းနေတလှည့်စီဖြစ်နေမဆုံးချက်ချင်းတွေပြောအောင်လုပ်နိုင်တဲ့စိတ်တွေညစ်နေတော့နှလုံးသားမှာမြစ်တွေမုန်းတွေ level စစ်တွေတော့မင်းရဲ့ချစ်နဲ့ဘဝမှာလှုပ်ခဲမြအဖြစ်တွေပေါ့ငါတို့ကိုမတွဲစေခြင်းကွဲစေခြင်းနဲ့လူတွေမြင်ချို့ view size ရတိတ်တော့ရှိပါအဲ့လိုလူတွေမြင်မျိုးတွေ့ဝင်ပူစေခြင်းလို့ချွေရင်လည်းတူကျွေခြင်းလို့တင်းရင်လည်းတူနေခြင်းနဲ့မသေးခင်လည်းတူနေခြင်းလို့ဘဝဆိုတာတို့လေးမသေးခင်မင်းနဲ့တူနေခြင်းသေးတယ်မင်းနဲ့တူနေခြင်းသေးတယ်အနာဂတ်တွေကမသေးကြလို့မသေးခင်မင်းနဲ့တူနေခြင်းသေးတယ်မင်းနဲ့တူနေခြင်းသေးတယ်ဆိုးသွမ်းခဲ့တဲ့ချိန်နေမေးမသေးခင်မင်းနဲ့တူနေခြင်းသေးတယ်မင်းနဲ့တူနေခြင်းသေးတယ်မင်းနာမှာပဲလိမ်မာဆုံးမသေးခင်မင်းနဲ့တူနေခြင်းသေးတယ်မင်းနဲ့တူနေခြင်းသေးတယ်Another meetings out of shit the puppy meme do you love me Ming with your daddy and bachi a sama pia kumalo hati sabin pasi he fine the ding gama go ngado ta yakwa lo me ala zone so lo attention mo so yin si am show ju shin twa don lam nga ko long jin shin pya o bwa so da chan manai won la ya da lo nga tan khana khana so nga lwa ai ma the nga ko la na di na khan ko dan da lan jo lan ja phan lo nan ma san lo man sa a yan ko wan ta palanta mami chula mi amore sana ma so de di pyo ma le ku di la sa se ba me a te ga pa ta khen mya le bo lo lo ma ta phe nga ke do ne yaw yak kwat the ga a chit me me ja de nga she ne ne le de nyu le
မရှိလို့ဒုက္ခရောက်ပြီးငါတယောက်တည်းရှာနေခဲ့ပြီတဲ့ဒါပေမဲ့မရှိလို့ဒုက္ခရောက်ပြီးငါစိတ်တွေပြောင်းချင်လိုက်တာဒါပေမဲ့ဘာရီလဲချိန်ချိန်ကြာရင်မေးနိုင်မလားလို့ထင်နေခဲ့ဒါပေမဲ့ဒီလိုလည်းမရတဲ့ချိန်များကမရတော့တဲ့လိုက်ကနေလားဝေးနေပဲကြောင်ကြောင်နေမှာဖေးကောင်းလို့ရောင်ဆောင်နေမှာဒီလိုလည်းမရတဲ့ချိန်များကမရတော့တဲ့လိုက်ကနေလားဂျုံရင်ဝင်လာပါအောင်မီဒုက္ခရောက်ပြီးမိုးလင်းမိုးကြုံကစဉ်းစားဒီတော့ကရှင်မသွားမပြေသေးဘူးဒုက္ခရောက်ပြီးငါမှာအချစ်တွေရှိသေးလားအသက်တွေကဟောင်းသွားမပြေသေးဘူးဒုက္ခရောက်ပြီးနေရမြငါဘွားတော့တိတ်မသိတာဘူးကြောင်းလဲမှုခံစားချက်ကြောင့်စိတ်မရှိပါဘူးမင်းချစ်လက်ရေးတကြီးကြီးပိမင်းကနှလုံးသားရဲ့လှောင်အိမ်ထဲမှာရိုက်ခတ်တဲ့မုံများကိုရှောင်ချိန်လဲမရမင်းနဲ့ပြစ်ခဲ့အနမ်းမှတ်တမ်းနေမခင်ချင်းတဲ့အလွမ်းဇလန်းနေပြီးဆုံးချိန်မနှုတ်ဆက်ခြင်းနဲ့လက်ဝဲရမ်းနေဂုံဝင်တဲ့ပြစ်ဆုံးမှုကိုမမျှော်ဘူးတဲ့မထားတဲ့နေရာမှာတော့မပျော်ဘူးတဲ့လောဘကိုမော်ဖူးခဲ့တိတ်ခါကိုဖော်မပြုတ်ခဲ့တခဏတာလက်စွမှုတွေမင်းငါကိုတုံးချခြင်းသလားငါဘက်ကနစ်နာမှုကိုလုံးဝမမြင်ပါငါမင်းကိုခွင့်လွတ်ပြီးပြောပြခြင်းဒါပေမဲ့ငါအတွက်ကရှုံးကအရှင်လားငါစိတ်များဟာမျက်ရည်တွေခဏတိတ်သွားမှာပြောနိုင်မယ်စကားသိရှာတာရှိခဲ့မယ်မှားတယ်များစွာခွင့်လွတ်တဲ့မင်းထွက်သွားရင်သာတကားပိတ်သွားပါတကားပိတ်သွားပါတကားပိတ်သွားပါကြောင်ကြောင်နေမှာဖေးကောင်းလို့ရောင်ဆောင်နေမှာဒီလိုလည်းမရတဲ့ချိန်များကမရတော့တဲ့လိုက်ကနေလားကြုံရင်ဝင်လာပါအောင်အမီရက်တွေဆက်နေဘိုးလင်းဘိုးကြုံကစဉ်းစားဒီတော့ကရှင်မသွားမပြေသေးဘူးဒုက္ခရောက်ပြီးငါအချစ်တွေရှိသေးလားအသက်တွေကဟောင်းသွားစိတ်ပြရှင်ကိုဘက်တိုက်တစ်ခုစိုက်တို့ပြီးချရှိစွာရန်နိုင်ဘူးမဖြတ်နိုင်ဘူးတန်းတဲ့မြတ်ဆန်နိုင်ဘူးတုံးမြောင်ရဲ့သက်ဆိုင်ဘူးကငါဘွားတဲ့လင်းရောက်ပေးမဲ့သူမင်းဘွားတဲ့ရာရစတေးပဲလူပြထားတဲ့ပေးနေရှင်ပြီးရှိခဲ့ပြတ်တော့ကိုမတွေးခဲ့ဘူးခုတော့တိတ်ကကြောင်းတွေကပြက်စီးလက်ရှိမှပြိုလဲနာဂတ်ခါဘလို့လဲမသိတပြေးပြေးနဲ့ပျောက်ခွဲလို့ကမပြက်တာလူပဲလူအဲ့ရှင်ငါရှိရောက်တော့မပြဘူးမားတွေကိုထောက်ကပြတယ်ဘာမှမထူးတော့မင်းကငါမစောင့်တော့ကြဘူးOkay ရှိခဲ့တဲ့မချင်းမှာစကားတွေကိုပြင်းဆုံးနေခင်းတော့ငါမကတင်းဆုံးလမ်းကြောင်းကိုနေအောင်မှတ်တရားတွေကိုမင်းနဲ့ရှင်းဆုံးတဲ့တက်စကားတစ်ခုနဲ့ပွင့်ထွက်ခဲ့များစုမှာကျင်းပြတဲ့မားတစ်ခုကြောင့်ပွင့်တဲ့တကားကလွတ်လွတ်သွားပြီးရှင်းတဲ့ဘွားတစ်ခုလီးတွေကိုကြောင်းမစချိုးတော့မင်းရှိတော့ကောင်းတဲ့ကဆိုးပေါ်လုံးသားနဲ့အသက်မဲ့ကစားကချင်းနေပြီးပြုံးများနဲ့မှတ်တမဲမှာငါဟာဆုံးဖြတ်ညံခဲ့တော့ယူလာခဲ့တဲ့မရှုံးမဲ့တေးမရှုံးထွက်ဖြတ်ခဲ့တော့ခုကတကယ်ပေါ်ဆုံးမဲ့နောက်တစ်သက်မှာတစ်ခါပဲကြုံမဲ့နောက်တစ်ဖက်မှာဟာခဲ့တာမင်းကြောင့်နောက်တက်တာမလာနဲ့ပိတ်ဆက်ထားခဲ့တဲ့ရှာလကပါတယ်နောက်ဆုံးတော့လှပတဲ့နေဆွဲတရှိထားတဲ့နဲ့ခုတော့လူတွေကတတိမထားပဲနဲ့ရမမိထားတဲ့ပကြီးကတစ်ချက်ပဲတို့နှစ်ယောက်ရဲ့ဖြစ်တွေတကယ်ကိုချစ်ခွဲရည်ကျက်နေတဲ့စေစံများလို့မင်းပြောတဲ့ချစ်ဟာဘယ်လိုလဲဘဝတွေထပ်တူကြကတို့နှစ်ယောက်ပြန်ဆုံးဖို့နေ No No ဒီနေ့မှတိတ်ပဲရှိသွားတို့နှစ်ယောက်ပြန်ဆုံးဖို့နေ No
ဖြစ်သွားအောင်လုပ်ခဲ့ပြီပဲ မင်းကြောင့်ငါမျောလင်းချက်တွေမဲ့ခဲ့ပြီ Yo, စိတ်ကူးတဲ့ကရွှေချင်များဘာမှကြမ်းထင်ခဲ့ပါငါမမြင်ခဲ့တာနာကျင်တဲ့ຢာတွေကိုထားကြလက်တိတ်ကရောင်စွန်ထဲမှာမိဘကစင်ချတဲ့အထင်လွဲတယ်မရှိဟိုတိတ်ကငါထင်ခဲ့ငါဘွားတယ်မလာခြင်းမဲ့လာတဲ့နေ့ကိုဆက်တင်နေငါကိုစတင်ခဲ့တာတိတ်တော့တိတ်တဲ့မေးလို့တိတ်ခတ်မင်းငါတော့စိတ်ခွတ်စိတ်တက်တဲ့ breakfast ရောက်ငါဘွားငါနာခဲ့နေငါစိတ်တို့ပြက်သီးခဲ့ဖြက်သီးခဲ့တဲ့နေ့ကိုစိတ်ပြတ်မိတယ်မင်းငါရှင်ကိုနေလာအိတ်ဆက်ပြီးနှိမ့်ဆက်တဲ့စိတ်နဲ့တပီးပဲငါဘကမက်ရှူထားတာလက်တဲ့ပညာကဆက်လက်ပြီးတွားတဲ့ရှက်တွေကိုစင်သာဘွားတွေကထက်တူကြငါတွေးတဲ့သက်ရှူမှာပါမိဘကပေးခဲ့တဲ့ဆက်ကူစားများဆိုပြဲမလာပဲတဲ့ဘွားမှာမကြတဲ့ရတာကတခဏအတွက်ပြူစားတာထားပါအဲ့ဒီရှိတဲ့စင်တီကိုလိုက်ရောက်ချတိုင်းပြိုချအဲ့ဒါနင်းလို့ချပဲအဲ့ဒီလာကြောင့်နင်းတနေ့ချငိုရမယ်အဲ့ဒီလာတဲ့ဖန်စားအဲ့ဒီလာတဲ့မန်တက်အဲ့ဒီလာတဲ့ကထန်ခတ်လိမ့်မယ်နင်းကိုပြန်တက်လိုက်မယ်ချစ်ကိုရှာတော့စမ်းကြည့်မုန်းကန်နဲ့ဆုံးမသိကြားလိုက်ကတော့ငါရှိအခန့်တဲ့လာဆုံးပါသည်ခန်းနေကလာဆုံးပန်းသည်ခန်းသုံးတဲ့ဘွားလုံးလွမ်းသည်ညာကခမရတို့ပဲမန်းကြည့်တဲ့ကဘာလုံးမှာလာဆုံးမှာစာဆုံးကချရှုံးကကြည့်ကကြည့်လိုက် တို့နှစ်ယောက်ရဲ့ဖြစ်တွေတကယ်ကိုကြည်ကွဲရည်ကျဲနေတဲ့စေစံများလို့မင်းပြောတဲ့ချစ်ဟာဘယ်လိုလဲဘဝတွေတက်တူကြကတို့နှစ်ယောက်ပြန်ဆုံးဖို့လေ No No ဒီနေ့မှတိတ်ပဲရှိသောတို့နှစ်ယောက်ပြန်ဆုံးဖို့လေ No No ရင်ထဲကစိတ်ရည်စံများဘာကြည့်တော့ဖြစ်သွားအောင်လုပ်ခဲ့ပြီပဲ မင်းကြောင့်ငါမျောလင်းချက်တွေမဲ့ခဲ့ပြီ ကဲအခုကျွန်တော်တို့ဒီမှာ error တော့တက်သွားပြီပေါ့နော်ပြီးကြရင်ကျွန်တော်ဘာဖြစ်လဲဆိုတော့တစ်ချက်ကြည့်ကြည့်ပဲ validate လုပ်တာက validate ဖြစ်တယ်တဲ့ question ပြန်မိတယ်ဗျ question ပြန်မိတယ်ဘာလဲတော့မသိကျွန်တော်တစ်ချက်ကြည့်ပဲပေါ့နော် okay ကျွန်တော်တို့အဲဆိုရင်ကျွန်တော်ဒီ session လေးကိုဒီမှာပဲခဏရက်လိုက်ပါပဲကျွန်တော်ပြီးကြပါကျွန်တော်ညနေကျမှတခြား session တစ်ခုကိုကျွန်တော်ပြန်ပြီးတော့လာမယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်